ဒီတော့နိဗ္ဗာန်ရောက်ခြင်းအရေးကြီးလိုတာကဘာလဲဆိုရင်ဆွဲလာမှုကင်းပြောင်းအားထုတ်ဖို့ပါပဲပဂရိလူတွေမှာနေရာတကာကဆွဲလာမှုတွေရှိနေတယ်မြင်ရကလည်းဆွဲလာနေတယ်ကြားရတွေ့ရသိရတွေကလည်းဆွဲလာနေတယ်မြဲတယ်လို့လည်းဆွဲလာနေတယ်ချမ်းသာတယ်ကောင်းတယ်လို့လည်းဆွဲလာနေတယ်အသက်ကောင်းငါကောင်းတရားကောင်းပဲလို့လည်းဆွဲလာနေတယ်အဲဒီဆွဲလာနေအကုန်လုံးကင်းသွားအောင်အားထုတ်ဖို့ပါပဲအဲဒီလိုအားထုတ်တယ်ဆိုတာလဲဖြစ်တိုင်းဖြစ်တိုင်းရှုမှတ်နေရတာကိုဆိုတာပါပဲမြင်တိုင်းကြားတိုင်းတွေ့တိုင်းသိတိုင်းမပြတ်ရှုမှတ်နေရတာကိုပြောတာပါပဲအဲဒီလိုရှုမှတ်နေရင်ဆွဲလာမှုတွေအကုန်လုံးကင်းပြောက်သွားမယ်အဲဒီလိုဆွဲလာမှုတွေကင်းတော့အရိယာမေဖြစ်ပေါ်ပြီးနိဗ္ဗာန်ရောက်သွားမယ်ဒါဟာဒီရုပ်ဖြစ်စဉ်ပါပဲဒါကြောင့်จิตတိုင်းမှာရှုယုံနာစုဆွဲမှုကင်းပြောက်သည်ဆွဲမှုကင်းပြောင်းမဲ့လမ်းပေါက်ဆက်ရောက်နိဗ္ဗာန်ပြီလို့ဆောင်းမုတ်ကဆိုထားတယ်အခုဟောခဲ့တဲ့ဆောင်းမုတ်တွေဟာအရင်းခံကတော့ကိုယ်ဘုတ်ပဲရှိပါတယ်တစ်ဝိပဿနာညာဆိုတာပဲအားရှု၍ဖြစ်သည်နီနှစ်ဆွဲလာနိုင်ရာငါးခန္ဓာမှစွာရှု၍ဖြစ်သည်သုံးဘယ်ကျိုးငါထိုခန္ဓာဘယ်ကရှုရပါသနည်းလေးမဆွဲဖို့ရာဖြစ်စေမှမှန်စွာရှုရပါသည်ငါဖြစ်ခိုင်မဲ့ရှုယုံနာစုဆွဲမှုဝင်ရောက်သည်6မြဲတယ်ကောင်းတယ်ငါကောင်းတယ်တကယ်ထင်သာသည်ခွန်จิตတိုင်းမှာယူယုံနာစုဆွဲမှုကင်းပြောက်သည်ဖြစ်မမြဲစင်းရဲ့သဘောပဲညာနဲ့ရှင်းတော်သည်ကိုဆွဲမှုကင်းပြောက်မဲ့လမ်းပေါက်ဆက်ရောက်နိဗ္ဗာန်ပြီတဲ့ဒီဆောင်းပုဒ်ကိုဘုရားဝိပဿနာအခြေခံတရားမှာမူရင်းတွေပါပဲဒီမူရင်းညွှန်ကြားချက်တွေဟာဝိပဿနာရဲ့မူသေးစည်းတွေပဲဝိပဿနာဆိုရင်ဒီမူသေးစည်းနဲ့ညွှန်ရမယ်ဒီမူသေးစည်းနဲ့မညီရင်ဝိပဿနာအဖြစ်မဖြစ်နိုင်ဘူးဒါကြောင့်ဒီညွှန်ကြားချက်တွေကိုဝိပဿနာရှုနည်းမူသေးစည်းလို့ဘုန်းကြီးကအမည်ပေးထားတယ်အဲ့ဒါကိုမာသာသိသိထားရမယ်လို့ညီကုန်းညုတ်အနေနဲ့နောက်ဆုံးဆောင်းပုဒ်ကလေးတစ်ခုလည်းပေးထားပါသေးတယ်30ဝိပဿနာရှုနည်းမူသေးစီသိသိထားရမည်တဲ့ဒါကတော့အမှားစကားကလေးပါပဲ